မင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ရာသီပြောင်းတော့မယ်ပေါ့ဗျာအခုကရာသီပြောင်းတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစာတွေတကုံကျွေးတာမျိုးပေါ့ဓာတုစာတွေလုံးဝကျွေးတာမျိုးတွေတတိထားပါပြီးတော့ရေဟိုတကုံပေးနေတာတွေပေါ့အများကြီးပေးနေရတယ်တတိထားပါတချို့တောင်သူတွေကသူကကုန်းကူးဘက်တစ်ဖက်ကိုသူကရေတစ်ချိန်ပဲတင်တဲ့တစ်ချိန်ကလည်းလုံးဝအီရွှဲပြီးတော့ရေဒီကိုလုံးဝရွှဲအိုင်နဲ့မောနေအောင်ပေးတာပေါ့အဲ့လိုပေးတာကကြတော့ဘာဖြစ်လဲဆိုရင်သူကဟိုလိုအပ်ထားတဲ့ပုံများတဲ့ခါကျတော့မြစ်ပုတ်ပြီးတော့တေကြတာတွေရှိတယ်ပြီးအစိုးရများပြီးတော့ဗျာတေကြတာတွေရှိတယ်အခုချိန်မှာကျွန်တော်တို့ရေကိုအဲ့လိုမျိုးပေးနေမယ်ဆိုလို့ရှိရင်သူကရဖျားလေးတွေခြောက်လာတာတွေရောဒီအခုကရာသီကူးပြောင်းဖြစ်လာတဲ့ခါကျတော့ရဖျားလေးတွေခြောက်လာတယ်အပင်တစ်ပင်တစ်ပင်ပုတ်တေတတ်တယ်အဲ့ဒါလေးတွေကိုဘလို့ရှောင်းပေးရမယ်ဆိုတော့အရိတ်ကိုထူထူထပ်တင်ပေးပြီးလို့ရှိရင်ရေကိုကျွန်တော်တို့အခုကနှစ်ခေါက်တစ်ခါပေးနိုင်ဝက်ပေးတယ်ဆိုရင်အဲ့ဒီနှစ်ခေါက်မှာတစ်ခေါက်ကိုတစ်ခါပေးရင်15မိနစ်နဲ့3ခေါက်လောက်ပေးလိုက်အဲ့လိုမျိုးပေါ့ဗျာအချိန်အကျဉ်ရစိတ်သွားမယ်ဒါပေမဲ့ပေးတဲ့အချိန်ကနည်းသွားမယ်ပေါ့ဟိုနှစ်ခေါက်ပေးတဲ့လူက3ခေါက်ပေးဒါပေမဲ့ပေးတဲ့အချိန်လေးကနည်းသွားမယ်အဲ့လိုပုံစံမျိုးလေးပေးပါအဲ့ဒါမှအဆင်ပြေတယ်ပေါ့ဗျာပိုကောင်းတယ်ပေါ့အကြံပေးတာပါပြီးလို့ရှိရင်အခုကျွန်တော်တို့ပြီးတော့မြေတွေပြင်နေကြရောဗျာအခုမြေပြန်ပြင်နေကြပြီဟိုစိုက်ဖို့ပြန်ပြီးလုံးပန်းနေကြပြီအခုအညွန့်ကလည်းတော်တော်များများဂျင်းတွေမိနေကြပြီပေါ့ဗျာအဲ့တော့အညွန့်တွေပါမှားရင်လည်းတတိထားပါတကယ်လို့အညွန့်ကောင်းတာလေးလိုချင်နေဆိုရင်တော့ကျွန်တော်ရှီမှာကျွန်တော်တို့မှားနေကြလူကိုကျွန်တော်မှားပေးလို့ရပါတယ်ဈေးကတော့နည်းနည်းများတယ်ဒါပေမဲ့ကိုညွန့်ကောင်းကောင်းလေးတော့ရတယ်ပေါ့ဗျာအဲ့လိုမျိုးကျွန်တော်ကိုညီပေးလို့ရပါတယ်ကျွန်တော်တော့ပွဲစားမဟုတ်ပါဘူးကျွန်တော်ကိုညီပေးနိုင်တာကိုကျွန်တော်ပြောပြတာပါတကယ်လို့လိုအပ်တယ်ဆိုရင်ကျွန်တော်ရှီလာခဲ့ပါဟို10 20လိုချင်တာမျိုးတို့20 30လိုချင်တာမျိုးတို့ကိုညွန့်အဲ့ဒါဆိုတော့လုံးလို့မရပါဘူးသူကတစ်ခေါက်ကသူကကိုတန်စာခပေးရတာဆိုတဲ့အခါကျတော့အလောက်လောက်ကလေးကြောင့်ကျွန်တော်ကလုတ်ပေးကိုကြီးတောင်းပေးလို့မရလို့ပါကျေးဇူး